အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့စက်ရုံမှာဝက်သားကိုကော်ပီထုတ်လေးနဲ့ချစ်ထားတဲ့ဟင်းလေးကြည့်ပါတယ်ဒီဟင်းလေးကတော့စားလို့ကောင်းပါတယ်အရင်မဆက်ပါဘူးဝက်အသားများပါတယ်ကျွန်တော်ဝက်သားတွေအများကြီးခက်ခက်ပါတယ်ပြီးရင်ဒါရတော့မုံလို့အချင်းလေးပါပြီးရင်ဒီဘက်မှာရှိတဲ့ရွက်လေးကတော့ကျွန်တော်နာမည်ခေါ်လို့မတတ်ပါဘူးသူ့ကတန်ပြာယိုနဲ့ပြီးရင်နန်းလေးနဲ့လောက်ထားတာပါစားရင်တော့ချိုချိုလေးနဲ့နေပါတယ်ဒီနေ့ကျွန်တော်တို့မှာကင်းမွန်ကြော်လေးလည်းကျွေးပါတယ်ကင်းမွန်ကြော်ကြော်လေးပါပြီးရင်ဟိုးအောင်ပါဒါတော့ကင်းမွန်ကြော်နဲ့တို့ပြီးစားလို့ရတဲ့အချင်းလေးပါကြော်လေးနဲ့စားလို့ကောင်းပါတယ်ကျွန်တော်ဖက်ထုတ်ကြော်လည်းတစ်ခုယူခဲ့ပါတယ်အဝတ်သားဖက်ထုတ်ကြော်ပါပြီးရင်ကျွန်တော်ဒီနေ့ကျွေးတဲ့ဟင်းချိုအရန်ချိတ်ပါတယ်ဒီဟင်းချိုလေးပါသူမုံလာရယ်ပြီးရင်ဘူးသီးရယ်မုံလာထုတ်ရယ်ဘူးသီးရယ်ပဲပြားရယ်ပြီးရင်အဲမှာပဲငပိရယ်ချစ်ထားတာပါဒီနေ့အရန်တော့ကောင်းပါတယ်ဓမင်းနဲ့ရန်လိုက်ပါတယ်ပြောပါဒီနေ့ကျွန်တော်ရန်ချိတ်ပါတယ်အားလုံးပဲဓမင်းစားကြပါဦး